မင်္ဂလာပါအရှိမပြထားတဲ့ verb form ရဲ့ video လေးနဲ့ပတ်သက်ပြီးမှအခုတစ်ခါကျတော့ဒီ verb form test လေးတစ်ခုလောက်လုပ်ကြည့်အောင်ပေါ့နော်အဲ့တော့ပထမဆုံးနံပါတ်1ကိုတွားရအောင်နံပါတ်1မှာကြည့်မယ်ဆိုလို့ရှိရင်ဒီ quiz ထဲမှာ verb form လေးကိုပေးထားတယ် don't doesn't is has ဆိုမှပေးထားတယ်အဲ့တော့စာကြောင်းမှာကြည့်လိုက်လို့ရှိရင်သူတို့ရဲ့ဒီစာကြောင်းမှာအဓိကဖော်ပြတဲ့ keywords သို့မဟုတ် signal words လေးတွေကပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်teach teach ကပါလဲဆိုရင် verb 0ဖြစ်ပါတယ် infinitive verb ပါဒါဆိုရင် verb 0ကဘာနဲ့ပေါင်းလဲဆိုရင်ကျွန်တော်ရှင်းပြပြောတဲ့အတိုင်းပဲ verb to do plus verb 0နောက်တစ်ခုကကျတော့model verb plus verb 0ဆိုပြီးတော့မှနှစ်မျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် verb to do plus verb 0လို့ဖြစ်တဲ့အတွက်ကြောင့်မို့ is ကိုပယ်မယ် has ကိုပယ်မယ်don't နဲ့ doesn't နဲ့ကျန်တယ်ပေါ့အဲ့ဒီချိန်မှာ subject ကိုကြည့်မယ်ဆိုရင် Mr. Ed ကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မို့အဖြေဟာ doesn't ကိုရွေးတယ်ပေါ့နော်ဒါဆိုရင် doesn't teach လို့ဖြစ်ပါမယ်နောက်တစ်ခုကတော့ဗာလဲဆိုရင် number 2 ma'am did not blank me any apples ဒီမှာပေးထားတဲ့ verb form gave given give gives ပေါ့နော်အဲ့တော့ဒီမှာလည်းပဲကျမတို့ကkeywords သို့မဟုတ် signal words လေးကပါလဲဆိုရင် DND did လို့ခေါ်တဲ့ verb to do ဖြစ်ပါတယ်ဒါဆိုရင် verb to do plus verb 0ဆိုလို့ရှိရင်နော်ဒီမှာပေးထားတဲ့ GIV give က infinitive verb ကိုပဲယူပါမယ်ဒါနော် number 3မှာကျတော့ keywords သို့မဟုတ် signal words ကပါလဲဆိုရင် verb 3ဖြစ်ပါတယ်ဒါဆိုရင်အရှိမပေးထားတဲ့ verb form တွေမှာကြည့်မယ်ဆိုရင် verb 3ဟာ verb to have နဲ့ပေါင်းတာဖြစ်တယ်ဒါကြောင့်မလို့တင်တစ်ခုကမဟုတ်ဘဲနဲ့ have နဲ့ has ဖြစ်ပါတယ်ဒါတော့ subject ကိုတစ်ချက်ပြန်ကြည့်တဲ့အခါမှာအစိတ်ကြီးရှိဆိုတော့ကျွန်တော်တို့အဖြေမှန်က HSS ကိုရွေးမယ်ပေါ့နော် number 4ကကျတော့နော်ဒီမှာ keywords တမမလို့ရှိရင် time expression က yesterday လို့ပေးထားတယ်ဒီလို yesterday ဆိုပါလာရင်တော့သူကsimple past ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအဖြေတွေအလုံးမှားပါတယ် simple past ဖြစ်တဲ့ called ဆိုတဲ့ဟာကိုရွေးပါမယ် number 5မှာ signal words ဒီ verb 0ဖြစ်တဲ့ like like ဖြစ်ပါတယ်ဒါကြောင့်မလို့ verb 0ကဘာနဲ့ရွေးရမလဲဆိုလို့ရှိရင် verb to do plus verb 0ပါဒါမှမဟုတ်ရင် model verb plus verb 0ဒီမှာတော့ model verb မပါဘူး verb to do ပဲပါတယ်ဒါကြောင့်မို့ဒါလေးမရွေးပါဘူးverb to do မှာလည်း do နဲ့ does ရှိတယ်ဒီမှာ subject ကကြတော့ he ဖြစ်တဲ့ကြောင့်မို့အဖြေမှန်ကို does လို့ရွေးပါမယ် do ကိုဖယ်ပါမယ် number 6 I did not blank that dress အဲ့တော့ဒီမှာလည်းပဲ verb to do ဖြစ်တဲ့ကြောင့်မို့ verb to do plus verb 0ဖြစ်တဲ့ကြောင့်မို့ကျမတို့ဒီလေးလုံးတွေက BUI ပိုင်းဆိုတာကိုယူပါမယ်ကျန်တာတွေကပယ်ပါမယ် number 7 ma'am blank for a walk yesterday ဒီမှာလည်း keywords က yesterday ဖြစ်ပါတယ်ဒါကြောင့်မို့ simple past verb to ဖြစ်တယ်ဒါကြောင့် WENT went ကိုရွေးပြီးကျန်တာတွေကိုပယ်ပါမယ် number 8က he didn't ဒီမှာဆိုလို့ရှိရင်လည်း verb to do plus verb 0ဖြစ်တဲ့ကြောင့်မို့ဒီကွင်းထဲမှာရှိတဲ့ verb to do verb 0ကိုပဲရွေးပါမယ်ဒါတွေကိုပယ်ပါတယ်အဲ့တော့ဒီလေ့ကျင့်ခန်းလေးတွေဟာ grade 3 4 5ပေါ့နော်ဒီ level လေးတွေအတွက်တော့အလွန်သင့်တော်တဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်